server ဝေးတာကြောင့် video ကြည့်တာ slow ဖြစ်နေတာသိလား user တယောက်က video တစ်ခုကိုကြည့်ဖို့ request ပို့လိုက်ပါတယ် server ကအရန်ဝေးနေရင် data ပြန်လာဖို့အချိန်ကြာပြီး loading ဖြစ်တတ်ပါတယ် ဒီပြဿနာကိုဖြေရှင်းဖို့ CDN network ကိုအသုံးပြုပါတယ် user နဲ့အနီးဆုံး server ကနေ data ကိုမြန်မြန်ပြန်ပို့ပေးပါတယ် ဒါကြောင့်ဗီဒီယိုတွေကို delay မရှိဘဲကြည့်နိုင်ပါတယ် CDN က speed ကိုမြန်စေပြီး user experience ကိုပိုကောင်းစေပါတယ် like and follow လေးလုပ်ပြီးသိချင်တာများကိုဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးကျေးဇူးတင်ပါတယ်